အခုတက်လှုပ်ကဒီတက်လှုပ်ကိုတက်လိုက်တယ်သူ့ရဲ့ခင်မွန်းလေးကိုနိုင်တော့မှသူ့ရဲ့ထွက်ဆိုချက်မှာသူမိန်းမတိတ်ခါကြစီတဲ့စကားလုံးတစ်လုံးမပါဘူးဟာလားသူမိန်းမဒီလိုတွေဖြစ်ပါတယ်ဆိုတာမပါဘူးသူမိန်းမလည်းသူလည်းငွေရေးကြေးကြောင်ဖြစ်ပါတယ်ပဲသူထွက်ဆိုထားပါတယ်အဲ့ဒီလိုပဲကျမတို့ဘက်ကလည်းဥပဒေလမ်းကြောင်းအရသွားမှာပါဟုတ်လားအဲ့ဒီတက်လိုက်တဲ့တက်လှုပ်ကျမညီမလေးရဲ့ယောက်ျားကိုကျမတို့ကတတ်မဲ့ဖြတ်မဲ့ဆဲဆိုခြင်းပုတ်ခတ်ခြင်းဘာလုပ်ခြင်းဆိုတာမရှိပါဘူးကျမတို့ကဥပဒေလမ်းကြောင်းအမှန်တိုင်းပဲဥပဒေကပေးတဲ့အဆုံးဖြတ်တိုင်းပဲဟိုဟာဖြစ်အောင်ကျမတို့သွားမှာဗလန်းကြောင်းတိုင်းပဲသွားမှာပါလားအဲ့တော့ခုကျမညီမလေးတက်ခါကြအောင်တင်းနေကြတဲ့လူတွေလည်းအချိန်မီခါမီပို့တွေကိုပြန်ဖြတ်ပေးပါမဖြစ်ပေးဘူးဆိုလို့ရှိရင်တော့ကျမကဥပဒေလမ်းကြောင်းအတိုင်းအကုန်လုံးကိုမရမကလိုက်လုံးမှာဖြစ်ပါတယ်ကျမရောက်ကျမညီမလေးကလူသေးရတဲ့ကြားတယ်ဟုတ်လားနှစ်ခါသေးထပ်ပြီးတော့ဟိုဖြစ်တဲ့အတွက်ကျမကအကုန်လုံးကိုရေဆုံးပြီးဆုံးလိုက်မှာဖြစ်ပါတယ်ဒီကျမဒီဗီယိုနဲ့ထပ်ပြီးပြောလိုက်ပါတယ်ရှင်ဘာဖြစ်လို့အဲ့လိုတွေပြောနေဆိုတာမသိပါဘူးတက်လှုပ်ကိုတက်လှုပ်ကိုတက်လိုက်တယ်သူ့ရဲ့ခင်မွန်းလေးကိုနိုင်တော့မှသူ့ရဲ့ထွက်ဆိုချက်မှာသူမိန်းမတိတ်ခါကြစီတဲ့စကားလုံးတစ်လုံးမပါဘူးဟာလားသူမိန်းမဒီလိုတွေဖြစ်ပါတယ်ဆိုတာမပါဘူးသူမိန်းမလည်းသူလည်းငွေရေးကြေးကြောင်ဖြစ်ပါတယ်ပဲသူထွက်ဆိုထားပါတယ်အဲ့ဒီလိုပဲကျမတို့ဘက်ကလည်းဥပဒေလမ်းကြောင်းအရသွားမှာပါဟုတ်လားအဲ့ဒီတက်လိုက်တဲ့တက်လှုပ်ကျမညီမလေးရဲ့ယောက်ျားကိုကျမတို့ကတတ်မဲ့ဖြတ်မဲ့ဆဲဆိုခြင်းပုတ်ခတ်ခြင်းဘာလုပ်ခြင်းဆိုတာမရှိပါဘူးကျမတို့ကဥပဒေလမ်းကြောင်းအမှန်တိုင်းပဲဥပဒေကပေးတဲ့အဆုံးဖြတ်တိုင်းပဲဟိုဟာဖြစ်အောင်ကျမတို့သွားမှာဗလန်းကြောင်းတိုင်းပဲသွားမှာပါလားအဲ့တော့ခုကျမညီမလေးတက်ခါကြအောင်တင်းနေကြတဲ့လူတွေလည်းအချိန်မီခါမီပို့တွေကိုပြန်ဖြတ်ပေးပါမဖြစ်ပေးဘူးဆိုလို့ရှိရင်တော့ကျမကဥပဒေလမ်းကြောင်းအတိုင်းအကုန်လုံးကိုမရမကလိုက်လုံးမှာဖြစ်ပါတယ်ကျမညီမလေးကလူသေးရတဲ့ကြားတယ်ဟုတ်လားနှစ်ခါသေးထပ်ပြီးတော့ဟိုဖြစ်တဲ့အတွက်ကျမကအကုန်လုံးကိုရေဆုံးပြီးဆုံးလိုက်မှာဖြစ်ပါတယ်ဒီကျမဒီဗီယိုနဲ့ထပ်ပြီးပြောလိုက်ပါတယ်ရှင်ဘာဖြစ်လို့အဲ့လိုတွေပြောနေဆိုတာမသိပါဘူးတက်လှုပ်ကိုတက်လှုပ်ကိုတက်လိုက်တယ်သူ့ရဲ့ခင်မွန်းလေးကိုနိုင်တော့မှသူ့ရဲ့ထွက်ဆိုချက်မှာသူမိန်းမတိတ်ခါကြစီတဲ့စကားလုံးတစ်လုံးမပါဘူးဟာလားသူမိန်းမဒီလိုတွေဖြစ်ပါတယ်ဆိုတာမပါဘူးသူမိန်းမလည်းသူလည်းငွေရေးကြေးကြောင်ဖြစ်ပါတယ်ပဲသူထွက်ဆိုထားပါတယ်အဲ့ဒီလိုပဲကျမတို့ဘက်ကလည်းအဲ့လိုတွေပြောနေဆိုတာမသိပါဘူးတက်လှုပ်ကိုတက်လှုပ်ကိုတက်လိုက်တယ်သူ့ရဲ့ခင်မွန်းလေးကိုနိုင်တော့မှသူ့ရဲ့ထွက်ဆိုချက်မှာသူမိန်းမတိတ်ခါကြစီတဲ့စကားလုံးတစ်လုံးမပါဘူးဟာလားသူမိန်းမဒီလိုတွေဖြစ်ပါတယ်ဆိုတာမပါဘူးသူမိန်းမလည်းသူလည်းငွေရေးကြေးကြောင်ဖြစ်ပါတယ်ပဲသူထွက်ဆိုထားပါတယ်အဲ့ဒီလိုပဲကျမတို့ဘက်ကလည်းဥပဒေလမ်းကြောင်းအရသွားမှာပါဟုတ်လားအဲ့ဒီတက်လိုက်တဲ့တက်လှုပ်ကျမညီမလေးရဲ့ယောက်ျားကိုကျမတို့ကတတ်မဲ့ဖြတ်မဲ့ဆဲဆိုခြင်းပုတ်ခတ်ခြင်းဘာလုပ်ခြင်းဆိုတာမရှိပါဘူးကျမတို့ကဥပဒေလမ်းကြောင်းအမှန်တိုင်းပဲဥပဒေကပေးတဲ့အဆုံးဖြတ်တိုင်းပဲဟိုဟာဖြစ်အောင်ကျမတို့သွားမှာဗလန်းကြောင်းတိုင်းပဲသွားမှာပါလားအဲ့တော့ခုကျမညီမလေးတက်ခါကြအောင်တင်းနေကြတဲ့လူတွေလည်းအချိန်မီခါမီပို့တွေကိုပြန်ဖြတ်ပေးပါမဖြစ်ပေးဘူးဆိုလို့ရှိရင်တော့ကျမကဥပဒေလမ်းကြောင်းအတိုင်းအကုန်လုံးကိုမရမကလိုက်လုံးမှာဖြစ်ပါတယ်ကျမညီမလေးကလူသေးရတဲ့ကြားတယ်ဟုတ်လားနှစ်ခါသေးထပ်ပြီးတော့ဟိုဖြစ်တဲ့အတွက်ကျမကအကုန်လုံးကိုရေဆုံးပြီးဆုံးလိုက်မှာဖြစ်ပါတယ်ဒီကျမဒီဗီယိုနဲ့ထပ်ပြီးပြောလိုက်ပါတယ်ရှင်ဘာဖြစ်လို့အဲ့လိုတွေပြောနေဆိုတာမသိပါ